ဒီမှာကျွန်တော်ပြမယ်နော်ဒီ3ကဘာပေးတယ်သူတို့မှလဲဟိုမှာ356 646 998 696 698 105 205သူကတောက်လျှောက်ပေးတာ3ကနေတော့က3တွေ့ပေးတယ်989တွေ့ပေးတယ်အဲ့လိုပုံစံမျိုးတောက်လျှောက်ဆန်းလာတယ်လေဒီမှာလဲကျွန်တော်ပြမယ်ဒီမှာအခုကဆိုရင်696နဲ့898ပေးတော့ကဒီမှာကြည့်696ဒါမဲ့69အတွေ့ပေးတယ်11အတွေ့ပေးတယ်89အတွေ့ပေးတယ်နော်696ထွက်တယ်696ထွက်ပြီးရတယ်898ထွက်တယ်898ထွက်ပြီးရတယ်နေပြီးတော့63မြအတွေ့ပေးတယ်14အတွေ့ပေးတယ်22တွေ့ပေးတယ်အဲ့မှာ14ငါထွက်တယ်22ထွက်တယ်ဟုတ်တယ်နော်အရင်လှတယ်696ထွက်တယ်898ထွက်တယ်15ထွက်တယ်22ထွက်တယ်ဟုတ်တယ်နော်အခုက18အတွေ့ရှိတယ်93မြအတွေ့ရှိတယ်6ခွန်အတွေ့ရှိတယ်6ခွန်6နှစ်6ခွန်နှစ်ထွက်မလား6ခွန်ခွန်ထွက်မလား6ခွန်5ထွက်မလား6ခွန်4 6ခွန်3 6ခွန်2ဟုတ်တယ်နော်93မြဆိုလို့ရှင်93မြ1လား93မြ9လားရှိရနော်လှတော့93မြအတွင်းနဲ့6ခွန်အတွင်းလှတယ်18အတွင်းကတော့ကျွန်တော်အဲ့လောက်မကြိုက်ဘူးကြိုက်တော့ကြိုက်တယ်14တော့ကြိုက်တော့ကြိုက်တယ်16တော့အဲ့လိုပုံစံမျိုးပေါ့နော်13မြဒါမဲ့ကျွန်တော်အထင်ပြောရမယ်ဆိုလို့ချင်း6ခွန်နှစ်ကျွန်တော်ကလန်နာကြလက်ရှိရကို6ခွန်နှစ်ကျွန်တော်ပြန်ပြမယ်နော်696ဒါမဲ့69ဒီတွေ့ပြီဆိုတော့696ဒီမှာ696လေးထွက်တယ်ပြီးတော့11မထွက်ဘူး898ပြီး898ထွက်တယ်ပြီးတော့အောက်မှာ6336 14ရ22ရနော်63မြမထွက်14ဆိုရှင်15ထွက်တယ်15ပြီးရတယ်22ထွက်တယ်အရင်လှတယ်နော်အခုက18ရ93မြရ6ခွန်ရနော်အဲ့မှာ6ခွန်6လာမလား6ခွန်တွေ့လာမလား93မြတွေ့လာမလားကျွန်တော်ကတော့အဲ့ရကိုကြိုက်နေတယ်18တွေ့လေးရှိပါတယ်ကြပါအဲ့ဒီပတ်ဝန်းကျင်ကပဲ